ကလေးမထိန်နဲ့ပီကေထွန်းကြောင့်ပညာသားပါချပြလာတဲ့ပိုးကြပြုခင်ဒီခါပရိသတ်တွေကြားစိတ်ဝင်စားပြောဆိုနေကြတဲ့အကြောင်းအရာလေးကတော့တရုတ်ဆောင်မင်းသမီးပိုးကြပြုခင်နဲ့စီဝါရေးလုပ်ငန်းရှင်ခင်မော်ပီကေထွန်းတို့ရဲ့မိသားစုချင်းလေးပဲဖြစ်ပါတယ်။အထူးသဖြင့်ကလေးထိန်ကြောင့်ပြုစုရေးကိစ္စတွေမှာသဘောထားတင်းမာမှုတွေကွဲလဲမှုတွေရှိနေတယ်ဆိုတာပိုးကြပြုခင်ရဲ့လူမှုကွန်ရက်ပေါ်ကရေးသားချက်တွေကနေတဆင့်ပရိသတ်တွေသတိထားမိလာကြပါတယ်။ပိုးကြပြုခင်ကအခုချိန်မှာကလေး9ယောက်ရဲ့မိခင်တယောက်ပါ။ပီကေထွန်းရဲ့အရင်သားသမီး3ယောက်သူမကိုယ်တိုင်မွေးထားတဲ့သမီးလေးစိန်ဦးဦးအခုမွေးထားတဲ့သားလေးတစ်ယောက်နဲ့စုစုပေါင်း9ယောက်ကိုလက်မလည်အောင်ထိန်ချောင်းပြုစုရတာပါကလေးတွေရဲ့မွေးနေ့ဝေးကစားအသေးစိတ်မကြံအောင်မိခင်ပိသားစွာစီစဉ်ပေးနေရတယ်လို့တစ်ဖက်မှာလည်းမိသားစုစီဝါရေးဖြစ်တဲ့ပီကေတို့ရန်နာဆိုင်ကြီးကိုပါဦးစီးလုပ်ကင်နေရတာမလို့တကယ့်ကိုဖက်ဖက်မောအောင်အားထုတ်နေရသူပါဒီလိုအချိန်မှာတော့ဖခင်ဖြစ်သူပီကေထွန်းရဲ့သားသမီးတွေပေါ်ဂယူဆိုင်မှုအားနေနေတာကိုပိုးချပြုခင်ကမကြာခဏဆိုသလိုလူမှုကွန်ရက်ပေါ်မှာချပြလေးရှိပါတယ်အစောပိုင်းမှာ KTV ကိစ္စနဲ့ရှာခဲ့ရတာတွေမကြသေးခင်ကလည်းကလေးတွေရဲ့မွေးနေ့ပွဲမှာဘာတစ်ခုမှမကူညီပဲမနေ့မိုးလေးမှအိယာထားတဲ့ကိစ္စတွေကြောင့်ပရိသတ်တရားဝေဖန်ပြောဆိုနေကြတာပါအခုနောက်ဆုံးပိုးချပြုခေရဲ့မိုက်တင်းမှာတင်လိုက်တဲ့ပညာသားပါတဲ့ရေးချက်ကတော့လူပြောများဆုံးဖြစ်နေပါပြီသူမကဖခင်ဟာသားသမီးတွေကိုပြုစုပြောထောင်နေဆိုတာတာဝန်နဲ့ကူညီတာမဟုတ်ဘဲမဖြစ်မနေလုပ်ကိုလုပ်တဲ့ဝတရားဖြစ်ကြောင်းကိုခက်ရှင်းရှင်းပဲချပြလိုက်တာပါဒီလိုပြောဆိုမှုဟာခင်မွန်ဖြစ်သူပီကေထွန်းကိုရှိရွယ်ပြီးပြောလိုက်တာဖြစ်ကြောင်းပရိသတ်တရားချက်ချင်းနားလည်လိုက်ကြပါတယ်။တကယ်တော့မိဘနှစ်ပါးကလေးကိုပြုစုပြောထောက်ရမှာဒဲနုညီများတဲ့တာဝန်နဲ့ဝတ္တရားရှိပါတယ်။အဖေဆိုတာအိမ်နာအိုးစေစီးပွားရှာသူဆိုရင်သားသမီးနဲ့ချိန်ပေးတာဂယုစိုက်တာပြုစုပြောထောင်တာတွေဟာမိခင်ကိုကူညီပေးတာမဟုတ်ပဲမိမိရဲ့မဖြစ်မနေလုပ်ကိုလုပ်ရမယ်ဝတ္တရားဖြစ်တယ်ဆိုတဲ့ပိုးကြပြုကြီးရဲ့အမြင်ဟာမှန်ကန်တယ်လို့ပရိသတ်များစွာထောက်ခံနေကြပါတယ်။ဒီလိုမျိုးခပ်ပွပွချပြလိုက်ပြီးနောက်မှာတော့ပီကေထိုးတယောက်အချိုးတွေပြောင်းလဲလာပုံရပါတယ်။သားသမီးတွေအထူးသဖြင့်သမီးတွေစိတ်ဦးကိုဂယုတစိုက်ထိန်းချောင်းပေးနေရတာတွေကိုလူမှုကွန်ရက်မှာပြန်လည်တွေ့မြင်ရပါတယ်။ဂျာအိုပရိသတ်တရားပို့ချပြုခေရဲ့ညံကောင်းတဲ့ပညာပေးမှုကြောင့်လို့မှတ်ချက်ပြုနေကြတာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာလူမှုတိုင်းဝိုင်းတွေကမိသားစုတွေမှာလည်းဖခင်တွေဟာကလေးထိန်းချောင်းတဲ့နေရာမှာတာဝန်ရှုမှုအားနေတာမျိုးတွေရှိတတ်ပါတယ်။မိခင်တွေကသာအလုပ်ရောအိမ်မှုကိစ္စရောကလေးပြုစုရေးရာဆဆအရာတာဝန်ယူနေရတာကိုမြင်တွေ့ရလေးရှိပါတယ်။ဒါကြောင့်လေပို့ချပြုခေရဲ့ရည်ပွေးမှုဟာမိခင်များစွာရဲ့ကိုစားပြုစကားတန်လို့ဖြစ်နေတာပါ။ဒါပြင်ဒီဖြစ်ရက်ကနေသင်ခန်းစာယူစရာကခေတ်ကာလတွေပြောင်းလဲလာတာနဲ့မျှသားသမီးတာဝန်မိခင်မောင်ပိုင်စီဆိုတဲ့ရှေးရိုးဆွဲယူဆတွေဟာခေတ်မမီတော့ပါဘူး။ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေဖခင်ရဲ့မြတ်တာနဲ့အခြေပေးမှုကမရှိမဖြစ်လိုအပ်ပါတယ်။ပို့ချပြုခဲ့လို့ကိုပိုင်စီဝါရေးလေးလို့အမှုပညာလေးလို့ရင်မိသားစုတာဝန်ကိုကျေပွန်နေတဲ့အမျိုးသမီးတွေအတွက်ခင်မွန်းတဲ့ရဲ့ဖိမမှုကအကြီးဆုံးခွာပါပြီ။ပီကေထွန်းရဲ့ခုလိုပြောင်းလဲလာတဲ့ပုံစံလေးကဟန်ပြမဟုတ်ပဲနဲ့တကယ်ပဲမိသားစုတွေရေရှည်တည်မြဲမဲ့အပြောင်းလဲတစ်ခုဖြစ်ပါစေလို့ဆုတောင်းပေးရပါတယ်။အိမ်အောင်ရေးသားရတဲ့ဆိုတာတစ်ဖက်တည်းကပိတ်ဆက်နေုံနဲ့မရပဲနှစ်ဖက်စလုံးကနားလည်မှုတာဝန်ရှိမှုတွေနဲ့တိဆောက်မှခိုင်မြဲမှာမဟုတ်ပါလား။ပရိသတ်တွေရောဒီเจ้าညာနဲ့ပတ်သက်ပြီးဘလို့ထင်မြင်ယူဆပါသလဲ။ဖခင်တွေကလေးထိတ်เจ้าနာဟာကိုညီရလားဝတ္တရားလားမိမိရဲ့မြင်လေးကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။